အားလုံးပဲမင်္ဂလာပါရှင် Healthy Daily Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အမျိုးသားတွေအနေနဲ့လိင်အင်္ဂါကြီးထွားစေမဲ့လေ့ကျင့်ခန်းတချို့ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အစီအစဉ်မစခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်သွားပေးခဲ့ကြပါအောင်ရှင်အရွယ်ရောက်ပြီးတဲ့အမျိုးသားတွေမှာစန္ဒတစ်ခုရှိကြပါတယ်ဒါကတော့တင့်တော်ရဲ့အရွယ်စားရှိတဲ့လိန်တန်ပိုင်ဆိုင်ချင်တာပါဒါကလည်းလိန်တန်အရွယ်စားကငကိုကြားဆက်ဆံရေးမှာကောင်းမွန်တဲ့အခိုက်အတန့်ကိုပေးစွမ်းနိုင်တယ်လို့ယုံကြည်ကြတာချောင်းပါဒီတော့အမျိုးသားထူကြီးကလိန်တန်ကြီးစေဖို့နီလန်းတွေကိုရှာနေကြတာပေါ့ဒါကြောင့်အခုတစ်ခေါက်မှာတော့အမျိုးသားထူကြီးအတွက်လိန်တန်ကြီးစေဖို့လေ့ကျင့်ခန်းတွေကိုဖော်ပြပေးလိုက်ပါတယ်အမျိုးသားထူကြီးအနေနဲ့လိန်တန်ကြီးစေဖို့လေ့ကျင့်ခန်းလုပ်ပေးလို့ရလားဆိုတော့ရပါတယ်ဒါပေမဲ့ဒါကယာယီပဲကြီးစေတယ်ဆိုတာကိုသိထားဖို့တော့လိုပါတယ်ခုပြောမဲ့လေ့ကျင့်ခန်းတွေကလိန်တန်စီကိုသွေးလဲပံမှုကောင်းစေတာကြောင့်အကြီးတယောင်ယောင်ဖြစ်စေတာပါကဲလိန်တန်ကြီးစေဖို့ဘလို့လေ့ကျင့်ခန်းတွေလုပ်ရမလဲဆိုတာကိုအတူတူဆက်ကြည့်လိုက်ရအောင်နော်အမျိုးသားထူးကြီးအတွက်လိန်တန်ကြီးစေထိုးလေ့ကျင့်ခန်းတွေနာတော့နံပါတ်1နှိမ့်နေပေးတဲ့လေ့ကျင့်ခန်း massage exercise ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါပုံမှန်အတိုင်းလှုပ်ဆောင်လို့ရတယ်လို့ချောစီထုံးပြီးလိန်တန်ကိုညင်သာစွာနှိမ့်နေပေးလို့လည်းရပါတယ်ဒီလိုလုပ်ပေးတာကလိန်တန်ကိုသွေးစီးဆင်းမှုကောင်းစေလို့ကြီးတယောင်ယောင်ဖြစ်စေပါတယ်နောက်တစ်ခုကတော့ပြောင်းဆွဲရလေ့ကျင့်ခန်း penis pump exercise ပါဒါကတော့ကရိယာထုံးပြီးလှုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းပါပြောင်းဆွဲတဲ့လေ့ကျင့်ခန်းကိုလှုပ်ဆောင်ဖို့အတွက်ပြောင်း pump လို့ဟာပါတယ်ဒီကရိယာကလိန်တန်ကိုရှည်စေဖို့ရောထောင်မတ်စေဖို့ပါထောက်ကူပေးနိုင်ပါတယ်ဒီလှုပ်ဆောင်မှုကလိန်တန်ထောင်မတ်နိုင်စွာမရှိတဲ့သူတွေမှာပါထိအောင်မှုရှိစေတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလှုပ်ဆောင်ဖို့အတွက်ဆိုရင်အရင်ဆုံးလိန်တန်မှာထိခိုက်တာမျိုးမဖြစ်စေဖို့ချောစီလိန်ပေးပါပြီးရင်တော့ပြောင်းဆွဲတဲ့ကရိယာတွေကိုလိန်တန်ထည့်သည်ကရိယာကိုဖွင့်ပြီးတော့မိနစ်အနည်းငယ်လောက်လှုပ်ဆောင်ပေးပါပြောင်းတဲ့လိန်တန်ကြီးအောင်လုပ်ကြည့်ရင်သွေးတွေပြန်ဝင်မသွားအောင်လိန်တန်ဆွတ်ကွင်းနဲ့ထိန်ထားလိုက်ပါဒီနီးလန်းကယာယီပဲကြီးစေတာကြောင့်လိန်ဆက်ဆန်ခါနီးမှာပြုလုပ်သင့်ပါတယ်ပြီးတော့လိန်တန်ဆွတ်ကွင်းကိုအကြာကြီးဆွတ်ထားတာကိုလည်းရှောင်သင့်ပါတယ်ရှင် exercise 2 jerking exercise ပါဒီလေ့ကျင့်ခန်းကအမျိုးသားတွေအားသာဖြည့်တဲ့ပုံစံနဲ့အလားတူပါတယ်လက်ညှောနဲ့လက်မကိုအဝိုင်းပုံစံလုပ်ပြီးတော့လိန်တန်ကိုအငင်းကနေအဖျားအထိဖြည်းဖြည်းချင်းစီညစ်ဖြေးတာပါပြီးရင်အဖျားကနေအရင်အထိအပြန်အလှန်ညစ်ပေးရမှာပါတရက်ကိုတစ်ချိန်မိနစ်20ခန်းလုပ်ပေးနိုင်ပါတယ်အဲ့လိုလုပ်ပေးတာကလိန်တန်ထောင်မှတ်ဖို့နဲ့ကြီးတယောင်ယောင်ဖြစ်ဖို့အထောက်အကူဖြစ်နိုင်ပါတယ် exercise 4 Kegel exercise ပါ okay ဒီလေ့ကျင့်ခန်းကတော့လိန်တန်ကိုကြီးစေတာတော့မဟုတ်ပါဘူးဒါပေမဲ့တင်ပစုံကြွက်သားတွေကိုတန်မာစေနိုင်ပါတယ်ဒါကြောင့်နှစ်ခုကြားဆက်ဆံရေးမှာအိမ်ထုံရေးဒုက္ခပြေဝစေဖို့ထောက်ကူပေးနိုင်ပါတယ်လုပ်နည်းကတော့စီးသွားနေချိန်မှာကြွက်သားကိုညှစ်ပြီးစီးသွားတာကိုရက်လိုက်ပါအဲ့ဒီကြွက်သားတွေကိုမှတ်ထားပါစီးမသွားတဲ့အချိန်မှာအဲ့ဒီကြွက်သားတွေကိုကျုံလိုက်လျှော့လိုက်နဲ့10ချိန်လောက်လုပ်ပေးပါအဲ့ဒါကိုဒီနေ့3ချိန်လုပ်ပေးပါစီးသွားချိန်မှာတော့ဒီလေ့ကျင့်ခန်းကိုမလုပ်ရပါဘူးလိန်တန်တကယ်ကြီးရဲ့လို့အမခံနိုင်တဲ့နီလန်းရဲ့လို့တော့မရှိသေးပါဘူးဒီလေ့ကျင့်ခန်းလေးတွေကလိန်တန်ကိုယာယီတော့ကြီးစေနိုင်ပါတယ်ဒါကြောင့်နှစ်ခုကြားဆက်ဆံရေးမှာလည်းကောင်းမွန်တဲ့အတွေ့အကြုံလေးတွေကိုဖန်တီးနိုင်ပါဟုတ်ကဲ့ပါရှင်ယခုလိုကျမ်းမာရေးနဲ့ဆိုင်တဲ့ဘူးတူတာတွေကိုကျမတို့ရဲ့ Healthy Daily Channel လေးမှာအမြဲမပြတ်တင်ဆက်ပေးသွားမှာမို့ Channel လေးကို Like and Subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးခဲ့ကြပါအောင်ရှင်ကြီးစုသူတဦးချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရရှင်